ချန်ပီယံလိဂ်မှာဂိုးစာသွင်းတဲ့52ပွဲမှာဘာစီနာက3ပွဲပဲရှုံးခဲ့ပါတယ်။အဲဒီ3ပွဲစလုံးက PSG ကိုရှုံးခဲ့တာပါ။ပရိသတ်များအားပေးမိလာများ Yesport Ivan ခွန်ရှိကိုစာပေကနေပြန်လည်ကြိုလိုက်ပါတယ်။ဘာစီနာနီးပြဟန်စီဖလစ်ကတော့မိမိတို့အသင်းဟာ PSG လိုအဆင့်တန်းမျိုးမှာရှိမနေခဲ့ကြောင်းဝန်ခံပြောဆိုသွားခဲ့ပါတယ်။အိမ်ကွဲမှာ PSG ကိုဘာစီနာတို့ 1-2 နဲ့ရှုံးနေခဲ့တာဖြစ်ပြီး PSG အသင်းကထိုက်ထိုက်တန်တန်တပွဲလုံးကိုဖိအားပေးကစားသွားခဲ့လို့ဘာစီနာတို့ရဲ့အဖွင့်ဂိုးကို PSG တို့လိုက်လံချေပနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီနာက19မိနစ်မှာ Ferran Torres ကအဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်ဒီပွဲတော့ဟုတ်ပြီလို့ထင်ထားခဲ့ကြပါ။ဒါပေမဲ့မိနစ်30ဝန်းကျင်မှာ PSG ကပွဲကိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ဆန်နီမာတို့လူကချေပဂိုးပြန်သွင်းသွားခဲ့တာကြောင့်1-1ဖြစ်သွားခဲ့ပါတယ်။ PSG ကဒုတိယပိုင်းမှာပိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ဂွန်ကာလိုရာမို့ကအနိုင်ဂိုးသွင်းယူခဲ့ပြီးဘာစီနာလည်းပြန်မလာနိုင်တော့ပါဘူး။ဘာစီနာကတော့ဒုတိယပိုင်းမှာအာယုံစစ်တိုက်မှုတွေရောရဲလာခဲ့ပြီးကန်စစ်မှာအမားတွေများခဲ့ပြီးတာစတီကန်ကယ်လို့သာဂိုးပြတ်မရှုံးခဲ့ရတာဖြစ်ပါတယ်။ပွဲပြီးတဲ့အခါမှာဘာစီနာရဲ့နေပြဟန်စီဖလစ်ကသူ့တင်းရဲ့စွမ်းဆောင်ရည်ကိုရိုးသားစွာဝန်ခံပြောဆိုခဲ့ပါတယ်။သူပြောခဲ့တဲ့အဓိကအချက်တွေကတော့ကျွန်တော်တို့ပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပေမဲ့မိနစ်30နောက်ပိုင်းသူတို့ကပွဲကိုထိန်းချုပ်သွားခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းသူတို့ကပိုကောင်းခဲ့ပါတယ်။ကျွန်တော်တို့ကတော့အကောင်းဆုံးပုံစံမှာရှိမနေခဲ့ပါဘူး။ကျွန်တော်အသင်းက PSG လိုဆင်တန်းမျိုးမှာရှိနေတယ်လို့ပြောလို့မရဘူး။ဒါပေမဲ့ကျွန်တော်တို့အသင်းပေါ်မှာတော့ကျွန်တော်ယုံကြည်စိတ်ချထားပါတယ်။ကျွန်တော်တို့ရှုံးတာမှန်ပေမဲ့ပြန်လာခဲ့ပါမယ်ဆိုပြီးတော့ဖြစ်ပါတယ်။ဖလစ်ကဘာစီနာရဲ့လက်ရှိဆင်တန်းဟာ PSG လိုထိပ်တန်းအသင်းနဲ့ရှင်လို့မရသေးဘူးလို့ဝန်ခံခဲ့တယ်။ဒါဟာသူ့ရဲ့ရိုးသားတဲ့သုံးသပ်မှုဖြစ်ပြီးအသင်းရဲ့အားနည်းချက်တွေကိုလက်ခံနေဆိုတာပြသတယ်။ရှောင်းနေမှုရှိပေမဲ့ဖလစ်ကအသင်းပေါ်မှာယုံကြည်ချက်ရှိတယ်လို့ပြောပြီးကစားမတွေကိုအားပေးခဲ့တယ်။ပြန်လာခဲ့ပါမယ်ဆိုတဲ့စကားကဘာစီနာရဲ့ယာတီခီးလက်မှာဆက်လက်တိုက်ပွဲဝင်မယ်ဆိုတဲ့စိတ်ဓာတ်ကိုထင်ရစေပါတယ်မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစရာမလိုပဲအင်တာနက်လိုင်းရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yesport Ivan ခွန်ရှိကို agency မှာဘောလုံးကစားလို့ရတယ်နော်နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ Ivan ခွန်ရှိကိုမောင်း956မှာ body မောင်းပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောင်းစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်အကောင့်တွေ10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်းလာချုပ်ရှုံးကြေးဘောနဲ့9ရာခိုင်နှုန်းပေးတဲ့အပြင်ညီပြမရှိယုံကြည်စိတ်ချစွာကစားခြင်းလေဆိုရင်တော့ Yesport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 399253 9439ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာဘာစီနာချန်ပီယံလိဂ်မှာပထမဆုံးဂိုးသွင်းပြီးကစားခဲ့တဲ့ပွဲပေါင်း52ပွဲမှာ3ပွဲသာရှုံးနေခဲ့ပြီးအဲဒီ3ပွဲစလုံးက PSG ကိုရှုံးနေခဲ့တာပါ2021 PSG 4-1 ဘာစီနာအိမ်ကွင်း2024 PSG 4-2 ဘာစီနာအိမ်ကွင်း2025 PSG 2-1 ဘာစီနာအိမ်ကွင်းယခုပွဲစဉ်တွေမှာဖြစ်ပါတယ်ဒီအချက်တွေက PSG ဟာဘာစီနာအတွက်အခက်အခဲနဲ့ပြိုင်ပွဲဖြစ်တယ်ဆိုတာပြသတယ်PSG ရဲ့တိုင်းစစ်အားကောင်းမှုနဲ့ဖိအားပေးကစားပုံကဘာစီနာရဲ့ခံစစ်ကိုအကြီးကျယ်ဆင်ခေါ်နိုင်ခဲ့တယ်ဘာစီနာဟာအိမ်ကွင်းမှာပထမဂိုးသွင်းပြီးဥဆောင်နိုင်ခဲ့ပေမဲ့ပွဲကိုထိန်းချုပ်ထားနိုင်မှုရုန်းကန်ခဲ့ရတယ်ဒီဘက်မှာဘာစီနာရဲ့အားနည်းချက်တွေကထင်ရှားခဲ့တယ်ဘာစီနာရဲ့ခံစစ်မှာအဓိကကစားမတွေပါဝင်ခဲ့ပေမဲ့ PSG ရဲ့တိုင်းစစ်ကိုထိရောက်စွာမထားဆီနိုင်ခဲ့ဘူးအထူးသဖြင့်ဒုတိယပိုင်းမှာ PSG ရဲ့ဖိအားပေးမှုတွေကိုမနေရုန်းကန်ခဲ့ရပြီးခံစစ်အမားတွေကြောင့်ဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်ဖရန်ကီတီအောင်နဲ့ပယ်ရီတို့ဟာကွင်းလယ်မှာ PSG ရဲ့ဝိုင်းဒီဇိုင်ယာအီမာရီနဲ့ဗီဒီညာတို့ကိုမထိန်းနိုင်ခဲ့ပါဘူးဖာရန်တော်ရဲ့ဂိုးကလွှဲရင် PSG ရဲ့တိုက်စစ်ဟာထိရောက်မှုနဲ့ပါခဲ့ပါတယ်PSG ဟာဒီပွဲမှာဘာစီနာထက်ပိုမိုတာလွန်တဲ့စွမ်းဆောင်ရည်ကိုပြသခဲ့တယ် PSG ကဘောလုံးပိုင်ဆိုင်မှုတားဆီးနဲ့ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီးဘာစီနာရဲ့ခံစစ်ကိုဖိအားပေးနိုင်ခဲ့ပါတယ်မာရိုလူနဲ့ရာမိုတို့ရဲ့ဂိုးသွင်းမှုက PSG ရဲ့တိုက်စစ်အင်အားကိုပြသခဲ့ပါတယ်သူတို့ရဲ့ဂိုးပေါက်ကန်ချက်တွေကဘာစီနာထက်တာလွန်ခဲ့တယ်ဖလစ်ကိုရန်ကအကောင်းဆုံးပုံစံမှာမရှိခဲ့ဘူးဆိုပြီးတော့ဝန်ခံခဲ့တယ်လို့အတင်းရဲ့စွမ်းဆောင်ရည်ဟာတသက်မဲ့တည်းမရှိသေးဘူးလို့ပြောရမယ်အဓိကကစားမတွေဖြစ်ကြတဲ့ Robert Lewandowski နဲ့တခြားကစားမတွေရဲ့ဒဏ်ရာပြဿနာကလည်းအတင်းရဲ့ဖွဲ့စည်းမှုကိုထိခိုက်စေခဲ့တယ်ဖလစ်ရဲ့ဝန်ခံချက်အရဘာစီနာဟာ PSG လိုမျိုးထိပ်တန်းအသင်းတွေနဲ့ရှင်အဆင့်တန်းမှာနောက်ကျနေပါသေးတယ်ဒါပေမဲ့ဘာကာကဒီလောက်နဲ့မရပြစ်တင်ဘူးလို့ဖလစ်ကပြောပါတယ်ဖလစ်ရဲ့ပြန်လာခဲ့ရမယ်ဆိုတဲ့ပြောဆိုချက်အသင်းရဲ့ယာဒီလန်ခီးမှာဆက်လက်တိုးတက်ဖို့ရည်မှန်းချက်ရှိရဆိုတာကိုပြသတယ်ဘာစီနာအနေနဲ့ခံစစ်တည်ငြိမ်မှုကိုတိုးမြင့်ဖို့ကွင်းထဲမှာထင်းချုံမှုကိုအားပေးဖို့နဲ့တိုက်စစ်မှာထိရောက်မှုကိုမြင့်တင်ဖို့လိုအပ်နေပါသေးတယ်ဘယ်လိုပဲဖြစ်ဖြစ် PSG ကတော့ဘာစီနာနဲ့တွေ့ရင်အမှတ် OG တွေ့ရတယ်လို့သဘောထားနေကြမယ်ဆိုတာအသေးချပါပြီညီကိုတို့ကရောဒီပွဲကိုကြည့်ပေးလိုက်ကြသေးလားဘာစီရဲ့ကစားပုံကိုဘယ်လိုများမြင်ကြလဲပြောပေးခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ